ဒီမှာတို့ဝေးမပြေလက်ကောက်အောင်လားငေါလိုက်လွှဲနေပြီကဲဒီမှာပါအပီတွေပါလက်ကကိုချမ်းလိုက်ကိုချမ်းနားသူနဲ့ရိုက်တယ် ယူပြီလားအဲ့ဒါပုံရိုက်တာ တိုင်တိုင်ဒီကုန်း ဟာပါရအသေးရောကြီးရော ဒီလေးပဲမှာ အဲ့ဆိုရှာခန်းရှိသေးအကြီးုံနဲ့ရောက် ဒီဟာလေး တဲတို့ရေဒီမှာပါအကောက်ကတော့6သိန်းခွဲတော့ကုန်သွားပါပြီရှင်9သိန်းခွဲကိတ်ကျူးတွေပဲရှိပါတယ်ဒီမှာပါရှင်ဒါတွေကတရင်ကျွဖို့ကရက်ပိုင်းတာလိုပါတော့တယ်တိတ်မလို့တော့ဆိုတော့တဲလေးတို့ကနော်ဒီလက်ကောက်လေးတွေကိုကြောကျင်နေဆိုရင်မေမေတို့ကိုကြောလို့ရပါတယ်ရှင်အိုးလှလိုက်တာဘလောက်လဲတက်ရေအခောက်ရွှေ16ပဲရေအခောက်ကုန်မှာကဲဒီမှာပါရှင်9သိန်းခွဲပါရှင်ကဲနော်9သိန်းခွဲပါရှင်နန်ကဲတူ9သိန်းခွဲပါရှင်6သိန်းခွဲလည်းရှိတယ်ပေါ့နော်6သိန်းခွဲလည်းရှိပါတယ်ပြီးရင်တက်ရေနော်ဖိုးနဲ့အိုးခွဲလေးတွေနဲ့ရွှေစစ်ဝတ်လို့မရဘူးလားဆိုတော့ဝတ်လို့ရပါတယ်ဒါလေးကတော့တက်ရေ3သိန်းပါရှင်နှစ်ကွင်းမှာတလေးတို့6သိန်းပါရှင်နော်3ဝင်းဆိုရင်ဒါ9သိန်းဘိုးနဲ့လှလေးဝတ်လို့ရပါပြီကဲပတ်စားကြီးလေးတွေလည်းရှိပါတယ်တရင်ကျွတ်တော့မယ်ဆိုတော့သူများအလူပွဲတွေမင်္ဂလာပွဲတွေကျမတို့သွားရတော့မယ်ဆွေမျိုးတွေရှိသွားရတော့မယ်ကြောရတော့မယ်အဲ့တော့နော်ဖန်စီကိုမဝစ်ဖဲနဲ့ရွှေစစ်ဆက်လျှောက်ပဲရေနော်ဟောဒီကလက်ကောက်တွေဝတ်လို့ရပါပြီရှစ်9ဝင်းဆိုရင်15သိန်းပေါ့9ဝင်းမဝယ်ရင်တော့ဟောဒီလိုကာဒီယာဆက်ဖြက်လေးနှစ်ကွင်းမှာတဲ့ရ6သိန်းဘူးပဲကြာမှာဖြစ်ပါတယ်ဒီနှစ်ကွင်းမှာတဲလေးတို့6သိန်းဘူးပါဒီနှစ်ကွင်းဆိုလဲဒါမျိုးလေးတွေ6သိန်းဘူးပါနောက်ကဒီလိုမျိုးအလိမ်ပုံစံလေးဆိုလဲနှစ်ကွင်းဆိုလဲ6သိန်းဘူးเนาะအဲ့တော့လက်စွပ်တကွင်းအောင်3သိန်း8000မောင်းကွင်းကိုကြတဲ့အချိန်မှာအခုဒါမျိုးလေးတွေပေါ့เนาะအခုလိုလိုက်လွှင့်နေရလို့အခုလိုဒီလိုမျိုးလက်ကောက်လေးတွေကိုတကွင်း3သိန်းနှစ်ကွင်း6သိန်းနဲ့မေမေတွေကိုကြောလို့ရပါပြီရှင်မေမေကိုကြောလို့ရပါပြီရှင်အဲ့တော့ကျမကတော့ဒါလေးကနော်9သိန်းခွဲတန်လေး3ခုပြထားတာဖြစ်ပါတယ်ပန်ထွာလက်ကောက်ပါအလူကြီးတွေလူမဲ့သူတွေမင်္ဂလာပွဲတွေတက်ရှင်တဲ့သူတွေအတွက်ဆိုရင်ဒီလို9သိန်းခွဲလေးရွှေစစ်အခောက်ရွှေလေးတွေလာဝယ်လို့ရပါပြီပြန်ရောက်ပြန်လဲပြန်သွင်းအပေါင်အားလုံးရပါတယ်နော်လာလေးရတော့9သိန်းတန်မှာကလေးတွေအတွက်မွေးနေ့လက်ဆောင်ပေးချင်တာတို့အားတို့ညာတို့တာရကာတို့ပေါ့နော်သူများတွေပေးချင်နေဆိုရင်တော့တဲလေးတို့ဟောဒီမှာ3သိန်းဒီမှာ3သိန်းနော်လူကြီးလက်ကောက်ဈေးနော်ဒီလိုလူကြီးလက်ကောက်ဈေးနဲ့ကလေးလက်ကောက်ဈေးကအတူတူပဲတိုးတော်ညာလဲလူကြီးလက်ကောက်ဈေးရယ်ကလေးလက်ကောက်ဈေးရရွှေကြိတ်တူလို့ဈေးနှုန်းတူတာဖြစ်ပါတယ်နော်ကလေးတို့တော့နည်းနည်းထူပြီးတော့ပို့ပြီးတော့လုတ်ပေးထားတာပေါ့နော်လူကြီးကြတယ်နဲ့ကွင်းသေးပေးထားပါတယ်ငွေ3သိန်းနဲ့ပါ